Sebentar lintan. Sebentar lintan. ဒီဘင်းတအုပ်လင်းတကာလို့ အမကျွန်တော်အမညမကိုလက်ထပ်ချင်တယ် နင်ငါညီမကိုလက်ထပ်ချင်နေဆို350နဲ့တင်တောင်းလေ အမတကယ်ပြောရနော်အဲ့ဆိုကျွန်တော်တင်း100ယူပြီးပြန်လာခဲ့မယ် 350ပဲလေ အမကလက်ထပ်ဖို့လေ အားလုံးမင်္ဂလာပါနော်။အားရဲ့ channel လေးကနေပြီးတော့မိတ်ဆွေတို့တနေ့တာမော်တွေကိုပြပြောင်းစေဖို့အရန်အောင်မှကြီးရတဲ့ဟာတောက်ဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်ပါရနော်။ဟာတောက်ဗီဒီယိုလေးတွေကိုမကြည့်ရှုခင်မှာအရင်ဆုံး VPN ခန့်ကြည့်ဖို့အတွက်မြတ်တာရက်ခံပြီးတော့တောင်းဆိုကြပါရနော်။ကဲအားလုံးလည်းပါနဲ့တူလိုက်ကြည့်ပြီးတော့အတူရီမောကြဆုံးနော်။ Hi Mama Hi မောင်လေး Hi Mama Hi မောင်လေး Hi Mama Hi မောင်ကွယ်မောင်လေး Hi Mama တနာဟိုင်းနဲ့ဘာဖြစ်နေရလဲတနာယူရဲ့ ဟုတ်တယ်နဲ့ငါဘယ်တော့မှမတည့်ဘူးတွေးလိုက်တာနဲ့ရဖြစ်တော့တာပဲ ဒါရင်တော့တည့်တယ်မို့လား ငါနောက်ခက်နဲ့အိတ်တာယောက်ျားဖျားခိုင်းအိတ်တာဟဲ့မသားရဲ့ နဲ့ကလေးကျတော့တနေ့ပြောင်းဝေးရနော်ယောက်ျားနဲ့မတည့်ဘူးဆိုအဲ့ကလေးကြောင့်ခဏဘယ်လိုလုပ်လဲ ဟုတ်တယ်ဟေ့ငါတို့ချင်းကတော့ခေါ်ပြောမရှိဘူးဒါပေမဲ့သူတို့ချင်းကတော့ဝင်ထွက်ရှိတယ်ရှင်းလားမသားရဲ့ ယောက်ျားကျမဘာလုံးနေလဲတွေ့လား ဝဲစားတွေချော့နေရလေ အဲ့တော့ရှင်ဘာလုံးရမလဲသိတယ်မလား ဟာညအီမိုးချုပ်ကိုဝဲမချော့ခြင်းမနှက်မချော့မယ် ရှင်အဲ့လိုတွေတုံးနေလို့ဂူးထက်ဒီကလေးမရတာ အဝေထိုး တဝေတို့ ခါခွေး ဟာကို ဝါဆွဲ ဝါဆွဲ ဝဆာနှလုံးပေါက် ဦးစံလောဝ ခွေး ခွေ ပေါင်းကြည့်စမ်း ခါကို တဝေထိုး တဝေတို့ခါကိုဝါလုံး ဝါဆွဲกว่า ဝါဆွဲဘောတလုံးအတလုံး ဝဆာနှလုံး ဦးစံလုံး ပေါင်းလိုက်တော့ မသိဘူး ခုမှတွေ့လားအဲ့ဒါပါလေ အဲ့ဒါကောက်ကြ ခုတ်ကြောင်းဆိုတာသိနေတယ်ငါမေးတာအဲ့ဒါဘာတရဝါလဲလို့မေးတာ မာတရဝါလဲဆိုတော့ရှစ်လေးချောင်းတရဝါ အဲ့ဒါကိုမေးတာမဟုတ်ဘူးသူ့ကိုဘယ်လိုခေါ်လဲလို့မေးတာ သူဘယ်လိုခလဲဆိုတော့အိုး အဲ့ဒါခွေးလို့ခေါ်တာခွေး မကမောင်ကိုဘယ်လောက်ချစ်လဲ အများကြီးရှိတာဗောမောင်ရဲ့ အားဆိုမောင်နဲ့အတူသူနကိုတဲကိုပြတ်မှနေရထမင်းရည်တူတောက်ရနေနိုင်တယ်ဗော မနေနိုင်ပါဘူးရှာတော့ကြွေးဗောတထောင်သားရဲ့ ချစ်ချင်နေ အမကျွန်တော်အမညမကိုလက်ထပ်ချင်တယ် နင်ငါညီမကိုလက်ထပ်ချင်နေဆို350နဲ့တင်တောင်းလေ အမတကယ်ပြောရနော်အဲ့ဆိုကျွန်တော်တင်း100ယူပြီးပြန်လာခဲ့မယ် 350ပဲလေ အမကလက်ထပ်ဖို့လေ မအပြိုကြီးလား ဟုတ်တယ် ကျွန်တော်ယူပါလားကျွန်တော်လဲလူပြိုကြီးပဲ ဟဲ့ငါအပြိုကြီးဖြစ်နေရဆိုရုပ်ချောပြီးလင်းမလို့ခြင်းလို့နင်းလူပြိုကြီးဖြစ်နေရဆိုတာလေနင်းရုပ်လေးကယွန်စရာကောင်းပြီးယူမဲ့လို့မရှိလို့ ဧည့်သည်ရောက်နေဆိုတော့ဘယ်သူများပါလဲရှင် လက်ပါလန်းတယ်နော်ဟာဆွဲကြ ကျ တော့ မသမီးကိုညင်းလိုက်တဲ့တားရှင်ရဲ့အိမ်ဆိုလို့တကူးတကလာကြည့်တာရွှေများထွက်နေလားဒီရောက်တော့မှတအိမ်လုံးကိုရောင်းလိုက်ရင်တော့မှကျမ channel မှာခင်းထားတဲ့စကြင်ကြောက်ရဲ့တန်မိုးလောက်တော့မရှိသိရရတာ हेलो बाबू हैप्पी वैलेंटाइन डे नहीं हैप्पी वैलेंटाइन डे नहीं हाँ हैप्पी विटामिन डे नहीं हैप्पी वैलेंटाइन डे हैप्पी वैलेंटाइन डे हैप्पी वैलेंटाइन डे हेलो बाबू हैप्पी 你不要变了。 တပြက်စီလက်ပြန်လာတာတော်မမြင်ဘူးလား အေးမငါမအချောတွေတက်နေလို့ဟဲ့ငါမိနစ်20လောက်နေမိသားမှာ ဟိုကိုကြီးယူရှင်းမြပြင်းချင်းမမှန်ပြောတတ်တယ်ကိုမတပြက်စီလက်ပြီးတော့ပြန်လာတဲ့လူကိုမိနစ်နဲ့ဆက်လောက်နင်းပေးစမ်းဆိုတော့ပိုးလောင်နေတဲ့ဂျားထဲမှာကိုကြီးယူရဲ့အနည်းခိုင်းတာများရှင်းမို့လို့အာမနာရှာမကြုံ ဟုတ်ပြောတာပါအေးနေမိသားမှာငါနင်းက2000ပေးပါမယ် ကိုကြိမ်မှာ2000ပွဲလည်းနင်းမပေးနိုင်ဘူး2သိန်းပွဲလည်းနင်းမပေးနိုင်ဘူးဖြစ်နေရင်အသားချင်းစီတောင်ကျမမရိုက်ဘူးပိုးလောင်နေတဲ့ဂျားထဲမှာလေတောင်အလကားရရင်ကျမဖြတ်တတ်နိုင်ဘလူးထဲမှာစကားမပြောဘဲနဲ့ကိုတယောက်တည်းဟိုအသက်ပင်ကောင်းကောင်းအိပ်ပါအရေးမှာတော့ပြီးနေခြင်းနဲ့ရှင်းရမှာလူတစ်ဖက်တော့အာမနာတန်းကိုခိုင်းနေတာ
မိနစ်20လည်းမနေနိုင်ဘူး1မိနစ်လည်းမနေဘူး2မိနစ်လည်းမနေဘူးကြိုက်ပေါင်းမကြိုက်နေ အေးမင်းမင်းတော့မဆောက်သွားပြီးတော့ဟိုအနေခံအောင်မယ်အဲ့တော့ဒီမျက်နှာမှာပြည့်နေတော့မျက်နှာကြီးကိုပြတ်မသွားနဲ့ပတ်စံကုန်တယ်လို့မပြောနဲ့ ဟုတ်ရှင်ကူမဆက်သွားမလဲကျမကူးကြိုင်ချင်းမှာကယ်ရီငှားပြီးပြေးလိုက်မသွားရှင်ရင်မဆက်သွားမပရက်သွားခြင်းနဲ့အရက်ကိုသွားကူအချိန်မှာဘယ်နေရာကိုသွားအကုန်လုံးကြီးပြူတယ်ခွန့်လွတ်တယ်သွားမြန်ကြွပတ်စံရှင်ရှာလို့ရှင်ကုန်တာကုန်အမလေးနေရပူးနေတဲ့ကြားထဲမှာဒီလူကလေလိုက်ပြီးတော့ကတ်တက်ပြီးတော့ပြောနေတာဟမ်အမလေးပူလိုက်တယ်လောင်လိုက်တဲ့ကြားထဲမှာ နော်တုံးပေါ့ပေါ့ ဒီနေ့ကျတော့မျက်နှာကြီးပြတ်သွားရင်တော့မလွယ်ဘူးနော်ဟင်း မနောက်ကတယောက်ကချိန် ရှင်းကျမပြောပြီးပြီပဲဖြစ်နိုင်ရင်မယ်ဆိုလို့ရှိရင်ရှင်းနဲ့ကျမနဲ့ခဝဲဝဲတာနေနော်တက်နိုင်လို့ရှိရင်တယောက်နဲ့တယောက်မမြင်ရတဲ့အရာမှာနေတာတောင်ကခုအချိန်ပိုကောင်းတယ်အလိုလိုနေနေတောင်ဒီနေ့ပူကြားထဲမှာစိတ်ကတိုးနေတဲ့ကြားထဲမှာအဲ့တော့ကြောပြင်ကောင်းလို့လောဝမတောင်းနဲ့ကိုကြီးရွှေကျမဘုံဘုံဆိုပြီးတော့ထားရိုက်မိလိမ့်မယ် စပင်တယံလင်းတန် တင်တန် စပင်တခါလင်းတရာ ဘင်းတောက်လင်းတကာလုံး ဒါတော့စမပြေဘူးတင်တကာလို့ရှိရင်ကိုယ်ဆောင်မတတ်ပါဘူး နေစမ်းပါဦးနင်တို့ယောက်ျားတွေကနင်တို့ကိုနင်တို့ကြတော့အိမ်ဦးနဲ့ကြီးဆိုပြီးတော့တင်စားကြတယ်ငါတို့မိန်းမတွေကြတော့နင်တို့ဘာနဲ့လို့တင်စားမှာလဲပြော ဟောအဲ့ဒါလားအဲ့ဒါကစကားနဲ့ပြောလို့တော့မရဘူးမင်းတို့ဘာနဲ့လဲသိအောင်ငါလက်တွေ့ပြမာနင်တို့ကဂျပန်နဲ့လို့ခေါ်တယ် Oh no တိလားရေးလိုက်ကျက်လိုက်ရေးကျက်နဲ့ ဘာစားနေလဲဘာလို့လဲဟိုင်း အခုတက်ဆက်ပေးလိုက်တဲ့ဟာတာဗီဒီယိုလေးကဒီမှာပြီးဆုံးသွားပြီပေါ့နော်အခုလိုမျိုးရှိရတဲ့ဟာတာဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ပါရဲ့ channel လေးကို like and subscribe လုပ်ပေးသွားကြဖို့မမေ့ကြနဲ့နော်